လောင်စာရန်ညှိုးမိဆက်ပြူတဲ့ရန်ဆိုတာဖြစ်ပြီးဟိဆိုကြတဲ့ကွာငိမ့်မို့မလွယ်ဘူးကွာပြီးတော့ဖြစ်ကြတာကလည်းကြွားတဲ့သားချင်းသူများရွာကကြားလို့မကောက်ကွာအင်ကျချင်းဦးမဲဒုက္ခလည်းဖြစ်မင်းတို့ဟာမကောင်းကြောင်းဖို့ဆိုတာလို့မင်းတို့မကောင်းမှုတွေကြောင့်ဘုန်းကြီးတော်ဘွားမင်းတို့ငရဲပူကြီးတယ်ကွာဟောမတော်သားကွာမင်းကတမျိုးသူတို့အရှင်ဘုရားမောမှသူ့လို့ဗျာမင်းပြောရတာငါပုံမောတယ်လူကပေါ်ဦးလည်းမဟုတ်ကြပါလည်းမဟုတ်ပြီးတာလေးလည်းပြီးပါစေတော့ခင်ဗျာဆရာတော်ဘုရားသိထားတဲ့အတိုင်းပဲမောင်မီထွေးတယောက်ကဝေရက်စိတ်မရှိပါဘူးခင်ဗျာဒါရင်ပဲကမလဲသူသိတာတွေအများကြီးတပည့်တော်လည်းတော်တော်သိထားပါတယ်ခင်ဗျာမသိဖို့အရေးမကြီးပါဘူးကွာဒီကောင်တွေသိဖို့အရေးကြီးတယ်မင်းတို့အားရင်သူ့ချာမှာအလုပ်လုပ်ဖို့ခေါ်ထားဆိုဒီမှာတပည့်တော်မအားသေးလို့ပါဟောခရီးတောက်ဖို့ကြတော့အားသဘောဟုတ်လားတင်မဟာမတင်မမဟုတ်ပါဘူးဗျပါပတတိရမတိမနောစိတ်ဆိုတော့မကောင်းမှုမှမှုနေတယ်လှုပ်ပြီးငင်းငိုင်းနွားရိုင်းနဲ့ပူပြေးတယ်နွားတော့မှနဖားကျိုးထိုးမှငိမ့်တာမင်းတို့ဟာကအလုံးမရှိရန်ရှာဆိုလို့ဖြစ်နေပြီတပည့်တော်တို့မှားပါတယ်ဗျာအေးမှားမှန်းသိုံနဲ့မပြီးဘူးတတိနဲ့ရှင်ပြီးပြင်မှတပည့်တော်တို့ပြင်ပါမယ်ဗျာတပည့်တော်လည်းပြင်ပါမယ်ဗျာဓမ္မပေါ့ကွာသာဓုသာဓုသာဓုဟဲ့ကျွတ်နေခါမော်ကြီးတယောက်မမြင်ပါလားကွာမြို့သွားတယ်ဗျာ